မြန်မာယူ platform မှာဘာတွေလေ့လာလို့ရမလဲတငယ်ချင်းတို့ရေပြီးခဲ့တဲ့ဘက်ကမြန်မာယူ platform MYB ဆိုတာဘာလဲပြောပြခဲ့ပြီးပြီနော်ဒီဘက်မှာတော့ MYB မှာလေ့လာနိုင်တဲ့သင်တန်းမျိုးစားတွေနဲ့မိတ်ဆက်ပေးပါရစေ MYB မှာတက်ရောက်နိုင်တဲ့သင်တန်းမျိုးစားတွေက Digital နည်းပညာကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုဘာသာစကားကျန်းမာရေးနဲ့ချမ်းသာဒုက္ခငွေကြေးပိုင်းဆိုင်ရာအသိပညာလုပ်ငန်းပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုသက်မွေးပညာစွမ်းဦးတည်ထွင်မှုဒီလိုခေါင်းစဉ်ကြီး၈ခုအောက်မှာသင်တန်းပေါင်းများစွာကိုစုံစုံလင်လင်ခန့်မှတ်တက်ရောက်နိုင်မှာနော်သင်တန်းတွေကသက်ဆိုင်ရာနယ်ပယ်ကကျွမ်းကျင်တဲ့ပညာရှင်တွေရေးဆွဲထားတဲ့သင်ရိုးတွေနော်ပြီးတော့သင်ခန်းစာတစ်ခုချင်းစီကလည်းဗီဒီယိုတွေရုပ်ပုံတွေဉာဏ်စမ်းမေးခွန်းတွေနဲ့ပေါင်းစပ်ပြီးစိတ်ဝင်စားစရာကောင်းဖန်တီးထားတာလေဒါကြောင့်တငယ်ချင်းတို့တက်ချင်တဲ့သင်တန်းတွေရှိရင်comment မှာရေးပေးသွားပါဦးနော်